အားလေးစွာပါစီဘရန်ဟမ်မကြိုက်တဲ့မိတ်ဆွေတွေအတွက်ကျွန်တော်တို့ရှိုချန်ဆက်ဆက်လေးနဲ့အလွန်တရာမှစားလို့ကောင်းတဲ့ငါးကောင်းကိုရခိုင်ချက်ဘလို့ပုံစံမျိုးလေးချက်စားမလဲဆိုတာကိုကျွန်တော်နဲ့အတူတူဒီနေ့ဒီဗီဒီယိုလေးမှာချက်စားကြည့်ကြပါမယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ချက်ဖို့အတွက်အရင်ဆုံးကျွန်တော်ကတော့စပလင်နှစ်ချောင်းကိုဓာပြလေးရိုက်ထားပါမယ်။ပြီးတာနဲ့ကျွန်တော်ကတော့ဂျင်းကိုပါထည့်ပြီးတော့ဓာပြလေးရိုက်ထားပါတယ်။ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကြက်တံဖြူလေးတွေကိုပါဓာပြထည့်ပြီးရိုက်ထားပါမယ်။ကြက်တံဖြူကတော့9မော်6မော်လောက်ကိုသုံးထားပါတယ်။အဲ့ဒါလေးတွေရိုက်ပြီးပြီဆိုတော့ကျွန်တော်ကငရုတ်သီးအစိမ်းလေးတွေကိုပါဓာပြလေးတွေရိုက်ထားလိုက်ပါမယ်။ငရုတ်သီးစိမ်း6တောက်9တောက်လောက်ကိုဒီနေရာမှာသုံးထားပါတယ်။အဲ့ဒါလေးတွေအကုန်လုံးအစင်သင်းဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့ချက်ဖို့အတွက်လုပ်ကြပါမယ်။အခုဆိုရင်ကျွန်တော်ကတော့အိုးထေးကိုရေထည့်လိုက်ပါတယ်။ရေကိုကျွန်တော်တို့ငါးအနည်းအများအပွားမုံတည်ပြီးတော့ထည့်လို့ရပါတယ်ကျွန်တော်ကတော့ငါးနည်းနည်းများတာနဲ့ရေကိုများများထည့်ထားပါတယ်ပြီးတာနဲ့ဟန်ရှုံမုံတစ်စွန်းထည့်ထည့်ပါမယ်ပြီးပြီဆိုတော့ကျွန်တော်တို့စားထည့်ပါမယ်စားထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့စနွဲမုံကိုထည့်ထည့်ပါမယ်စားစနွဲမုံတွေအကုန်လုံးထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ရခိုင်ဟန်ချက်တဲ့နေရာမှာမပါမဖြစ်တဲ့အစိမ့်စမ်းငပိကိုနည်းနည်းလေးထည့်ထည့်လိုက်ပါတယ်ပြီးပြီဆိုတော့ကျွန်တော်ကခုနကဓာပြလေးရိုက်ထားတဲ့ငရုတ်သီး5-6တောင်းကိုထည့်ပြီးတော့ထည့်လိုက်ပါတယ်အဲ့ဒါလေးတွေထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဂျင်းကိုထည့်ပါမယ်ပြီးပြီဆိုတာနဲ့စပလင်နှစ်ချောင်းကိုပါထည့်ပြီးတော့ထည့်လိုက်ပါတယ်အဲ့အလေးတွေထည့်ပြီးပြီဆိုတော့ကျွန်တော်တို့ကြက်သွန်ဖြူကိုပါထည့်ပြီးတော့ထည့်လိုက်ပါမယ်โอเคအဲ့ဒါလေးတွေအကုန်လုံးထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ထောင်းထားတဲ့ငရုတ်ကောင်းအစီး30လောက်ကိုထောင်းပြီးတော့ထည့်ထားပါမယ်ကျွန်တော်တို့ငရုတ်ကောင်းထည့်တာကဟင်းနှန်းကိုမှုေးစေပြီးတော့ကြမ်းမာရေးနှန်းလေးညင်ညွတ်ပါတယ်ပြီးပြီဆိုတာနဲ့ချမ်ဖက်လေး5ဖက်ထည့်ပြီးတော့ကျွန်တော်တို့ရေဆူလာတဲ့အထိအိုးဖုံးကိုဖုံးပြီးတော့ချက်ထားလိုက်ပါမယ်9မိနစ်လောက်နေတာနဲ့ကျွန်တော်တို့အိုးကလည်းဆူလာပြီးထည့်ထားတဲ့တစားပလာတွေကလည်းကြက်တဲ့အနေထားကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့သေချာသန့်ရှင်းရေးလုပ်ထားတဲ့ငါးကောင်းတွေကိုထည့်ပြီးတော့ထည့်လိုက်ပါမယ်ကျွန်တော်ငါးကတော့ကျွန်တော်တို့စီမှာငဝဲလို့လေးခွာပါတယ်နောက်ပြီးတော့ငါးပါနေလို့လေးခွာပါတယ်ကြောင်းငါးပါဒီငါးအကောင်ကိုကျွန်တော်တို့ချက်စားရင်လည်းတော်တော်လေးကိုကောင်းပါတယ်အခုလိုဟင်းချိုလေးကြိုတော့ရင်လည်းတော်တော်လေးကိုချိုပါတယ်သူကတကယ်ကိုစားလို့ကောင်းတဲ့ငါးပါပြီးပြီဆိုတာနဲ့ကျွန်တော်တို့အိုးဖုံးလေးကိုဖုံးထားလိုက်ပါမယ်ဖုံးပြီးတော့ကျွန်တော်တို့ခဏနေတာနဲ့ပြန်ဖွင့်လိုက်ပါမယ်10မိနစ်လောက်နေပြီဆိုတာနဲ့ပြန်ဖွင့်လိုက်တဲ့အချိန်မှာကျွန်တော်တို့အိုးကတော့တော်တော်လေးကိုအနံလေးမှုနေပါပြီဒီနေထားလေးကိုရောက်လာပြီဆိုတာနဲ့ကျွန်တော်တို့အပွားအောက်လေးနည်းနည်းပြန်ပေးပြီးတော့အပွားအငံလေးကိုထပ်ပြီးတော့မြေးထားပါမယ်ကျွန်တော်ကဒီနေရာမှာအပွားအငံလေးနည်းနည်းထပ်မြေးပြီးပြီဆိုတာနဲ့ကျွန်တော်တို့ချင်းလေးစားရှင်တဲ့အတွက်ကျွန်တော်တို့ထပ်ပြီးတော့တန်ဖရာသီးလေးတွေကိုညှိပြီးတော့အရေးထစ်ထားလိုက်ပါမယ်ကျွန်တော်ကတော့တန်ဖရာသီး3လုံးလောက်ကိုသုံးထားပါတယ်ဒီနေရာမှာမိတ်ဆွေတို့အနေနဲ့ချင်းလေးစားချင်လို့ရှိရင်ကိုကြိုက်နိုင်သလိုထည့်လို့ရပါတယ်ကျွန်တော်ဟင်းအိုကနည်းနည်းလေးပွားနေတာနဲ့ကျွန်တော်ထည့်ပြီးတော့ငံပြာရည်လေးပါနည်းနည်းလေးထည့်လိုက်ပါတယ်ဒီနေတော့ကိုရောက်လာပြီဆိုတာနဲ့ကျွန်တော်တို့ပေါ်ကနေပင်စင်းလေးအုပ်ပေးလိုက်ပြီဆိုရင်တော့ရှိုးချန်ဆက်ဆက်လေးနဲ့အလွန်တရာမှစားလို့ကောင်းတဲ့ငါးကောင်းရခိုင်ဟန်တိုးရပါပြီမိတ်ဆွေတို့အနေနဲ့အခုလိုရခိုင်ဟန် channel လေးတွေကိုသိချင်တယ်ဆိုလို့ရှိရင် subscribe လေးတွေလုပ်ပေးခဲ့ကြပါကျွန်တော်ကတော့ရခိုင်ဟန် channel လေးတွေကိုအမြင့်မပြတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခုလိုဆွမ်းအောင်ထိကျေးပေးတဲ့အတွက်တူတယောက်ချင်းစီကိုလည်းပဲအထူးပင်ကျေးဇူးတင်ရှိပါတယ်သိချင်တာလေးတွေရှိရင်လည်း comment မှာရေးခေလို့ရပါတယ်ဒါဆိုလို့ရှိရင်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်